မေစတရနဲ့ WHO ရဲ့ကြီးညာချက်အရ hantavirus အတည်ပြုလူနာ9ယောက်ရှိပြီးတော့ကျန်တဲ့2ယောက်ကတန်ရာရှိသူဖြစ်ပါတယ်နောက်ဆုံးစစ်ဆေးထားတဲ့ရလဒ်တစ်ခုကိုဒီနေ့သိရမယ်လို့သိရှိရပါတယ်ပြီးတော့အဲ့လူတွေအားလုံးကတင်မောပေါ်ကိုတက်ခဲ့တဲ့သူတွေပဲဖြစ်ပါတယ်တင်မောကိုမတက်ဘဲနဲ့ကူးရလူမရှိသေးပါဘူးပြီးတော့ကျွန်တော်လာမေးကြတယ်ဗျယောဂပိုးရှိတဲ့လူနဲ့လေရင်တူစီးပြီးတော့ positive ဖြစ်သွားရဲဆိုတာကိုကြားရတယ်ပေါ့နော်အဲ့ဒါဟုတ်လားပေါ့မဟုတ်ပါဘူးတည်င်းမှာပါကောလာဟာလာပါဗျပထမဆုံးတယောက်ကစပိတ်အမျိုးသမီးဖြစ်ပြီးတော့သူကယောဂပိုးရှိတဲ့လူရဲ့အနောက်မှာထိုင်နေသူ့ကိုစစ်တာအခု2ခါရှိပြီ2ခါလောက negative ဖြစ်တယ်နောက်တစ်ယောက်ကကျတော့ dash လေရင်ပဲပေါ့နော်သူ့ကိုလည်းစစ်တာ negative ပြရဲဆိုပြီးတော့တည်င်းမှာဖော်ပြထားပါတယ်အတိအကျဖော်ပြထားပါတယ်ဗျဒါပေမဲ့လည်းသူတို့စောင့်ကြည့် list ထဲမှာထည့်ထားပါတယ်ဘာဖြစ်လဲဆိုယောဂပိုးဆိုတော့ကကျတော့6ပတ်လောက်နေမှာပေါ်တာကိုအဲ့ဒါကြောင့်စောင့်ကြည့် list ထဲမှာထည့်ထားစောင့်ကြည့်နေတယ်ပေါ့နော်ပြီးတော့အတီးပြုလူနာတွေကိုကိုယ့်အကိုကြည့်လို့ရတဲ့နည်းလမ်းကျွန်တော်ပြောပါမယ်ကိုကဲမှာ MV Honduras hantavirus outbreak ဆိုပြီးရှာပါပြင်ဒီ Wikipedia ကိုတွားလိုက်ပါနော်အဲ့ဒီအောက်မှာဒီမှာ information တွေတွေ့ရပါမယ်အရန်တော့မှန်တာတော့မဟုတ်ဘူးဗျဒါပေမဲ့အဲ့ဒီကောင်ကခေါင်းရှုပ်တက်တာတယ်တော့နီးစပ်တယ်ဗျ WHO ကဒီနေ့မနက်ကပြောရဲ9ယောက်က confirm case 2ယောက်ကတန်ရာရှိရဲတယောက်ကိုစစ်ဆေးထားတယ်အဲ့တယောက်ကလည်း positive ဖြစ်ဖို့များတယ်အဲ့ဒါနဲ့ဒါနဲ့တွားတိုက်ကြည့်တဲ့အချိန်မှာတော်တော်လေးကိုမှန်နေအောင်တွေးရှိရတယ်ဒါကြောင့်အလွယ်တကူကြည့်မယ်ဆိုလို့ရှိရင်ဒီ link ကနေကြည့်တာပို့ပြီးတော့အဆင်ပြေတယ်ဗျနော်အဲ့တော့ကျွန်တော် recommend ပေးပါတယ်နောက်ထပ် virus ကကြတော့ norovirus ပေါ့နော်အဲ့ကောင်ကတင်မောပေါ်မှာဖြစ်တယ်လူ115ယောက်လောက်ကူးစက်သွားတယ်လို့သိရှိရတယ်ဒါပေမဲ့အဲ့ virus ကစိတ်ပူစရာမဟုတ်ပါဘူးတဲ့ဒီဇိုင်း one shot တော့ all and 9ဖြစ်ပြီးတော့200လောက်နေနေပြန်ကောင်းပါတယ်အရန်စိုးရိမ်စရာမရှိပါဘူးတဲ့ဗျနောက်ထပ် virus ဆိုပြီးတော့လူတွေလက်သွားမှာဆိုတဲ့အတွက်ကျွန်တော်အခုကတည်းကရှင်းပြထားခြင်းဖြစ်ပါတယ်စိတ်မူကြပါနဲ့ဗျပြီးတော့ hantavirus ကလည်းအကောင့်ဘက်ကိုသွားနေပါတယ်ဒါပေမဲ့စောင့်ကြည့်နေရတာပေါ့နော်တကယ်လို့ထူးခြားတာရှိရင်ကျွန်တော်အမြဲတင်ဆက်ပေးနေပါမယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်